အဲ့ဒီနောက်အားလုံးကမယုံနိုင်စရာမျက်လုံးတွေနဲ့ကြည့်နေတော့မှပဲအံပွဲတစ်ခုဖြစ်ပျက်ခဲ့ပါတယ်အဲ့ဒီချိုင်းဝင်ပြီးပျက်စီးနေတဲ့တန်တကားကြီးကအချိန်တွေနောက်ပြန်လဲသွားသလိုမျိုးတဖြည်းဖြည်းနဲ့ပြန်ပြီးချောမွေ့လာပြီးကောက်နေတဲ့တကားပေါင်တွေတောင်ပြန်ဖြောင်သွားပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲတောက်ပတဲ့တမ်မနီတကားအစ်စ်ကြီးတစ်ချက်ဖြစ်သွားတာပေါ့အပြင်ကဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကိုလည်းဒီတကားကကြမ်းကြမ်းခံနိုင်ခဲ့ပြီးထူးတိုက်တန်ခက်အုပ်အုပ်လေးတွေပဲထွက်လာပါတော့တယ်အလုံးယုံတစ်ခုလုံးတေလောက်အောင်ငိမ်သက်သွားတဲ့အားလုံးကကျွန်တော်ကိုကြောင်ကြည့်နေကြတာပေါ့အမာယုနဲ့လူဆိုရင်သူ့ရဲ့ကျိုးနေတဲ့လက်ကောက်ဝတ်ကိုတောင်မေ့သွားပြီးပါးဆက်အဟောင်းသားဖြစ်နေတာသူကကျွန်တော်ကိုလက်ညှိုးထိုးပြီးမင်းကမင်းရဲ့စွမ်းအားကပြုတ်ပြင်တာလားကျွန်တော်ရှင်းပြမနေတော့ပါဘူးကျွန်တော်လက်ကိုပြန်ရုပ်လိုက်ပြီးသူ့ကိုအေးဆက်ဆက်ပဲကြည့်လိုက်တဲ့ကပ်ဘေးကာလမှာအင်အားရှိဖို့ကပဲအရေးကြီးဆုံးလေခုနှစ်ကကျွန်တော်ရဲ့ပြတ်သားမှုနဲ့အခုအံဖွယ်စွမ်းအားကိုမြင်လိုက်ရတော့အမာယုနဲ့လူရဲ့စိတ်သက်တွေအကုန်ပြိုလဲသွားပါပြီသူကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေထဲမှာလောဘတွေမရှိတော့ပဲကြောက်လန့်မှုတွေပဲပြည့်နေတော့တယ်ဆရာကြီးကျွန်တော်ဘယ်သူနဲ့တိုးမိမှန်းမသိလို့ပါဆရာကြီးလိုလူမျိုးကိုကျွန်တော်ကိုခွင့်လွှတ်ပေးပါဗျာကျွန်တော်တခုံးမှမပြောဘူးအဖေတို့စီကိုပဲရှောက်သွားလိုက်တယ်အမေကကျွန်တော်ကိုကြည့်နေတဲ့မျက်လုံးတွေထဲမှာဂုံယူတာစိုးရိမ်တာနဲ့မယုံနိုင်တာတွေရောထွေးနေတာပေါ့ကျွန်တော်အမေလက်ကိုကင်ပြီးစိတ်ချဖို့မျက်ရည်ပြလိုက်တယ်အမေမစိုးရိမ်နဲ့တော့ကျွန်တော်ရှိတယ်လေပြီးတော့အဲ့ဒီကြောပိုးအိတ်ကြီးတဲကနေအလိုအလျောက်အပူပေးတဲ့ထမင်းဘူးဝက်ဦးချောင်းနဲ့ရေတန့်တပလင်းထုတ်လိုက်တယ်ပြီးတော့သူတို့ကိုပေးလိုက်တာပေါ့အဖေအမေအရင်ဆုံးတစ်ခုခုစားလိုက်ကြဦးအစားအစာရဲ့အနှံ့ကလူတိုင်းရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားတယ်ဘလောက်တောင်ညှက်မွနေကြလဲမသိတဲ့အသက်ရှင်ကြံရစ်သူတွေကအဖေတို့လက်ထဲကအစားအစာကိုတတွေးတွေမျိုးချပြီးကြည့်နေကြတာသူတို့မျက်လုံးတွေထဲမှာစာလောင်မသိမ့်မှုတွေပြည့်နေတာပေါ့အမာယုနဲ့လူနဲ့သူ့လူတွေလည်းမျက်တောင်မခတ်တန်းကြည့်နေကြတယ်အစားအစာကရွှေထက်တန်ဖိုးရှိတဲ့ကပ်ဘေးကာလမှာကျွန်ုပ်စီမှာအစားအစာတွေဒီလောက်ပေါ်ပေါ်များများရှိနေတာကတကားပြင်တာထက်တောင်သူတို့ကိုပို့ပြီးအန်တသွားစေပါတယ်ကျွန်တော်အဖေတို့ကိုပေးပြီးတာနဲ့အမာယုနဲ့လူဘက်ကိုလှည့်လိုက်တယ်ဒီနေ့ကစပြီးဒီနေရာကိုငါအုပ်ချုပ်မယ်ကျွန်တော်အတန်ကမကြဲပေမဲ့လူတိုင်းရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်အမာယုနဲ့လူရဲ့မျက်နှာပြက်သွားတာပေါ့နောက်ဆုံးတော့သူခေါင်းငုံပြီးအရှုံးပေးလိုက်ရပါတယ်စက်ယုံကိုတင်ပိုက်ရတာကကျွန်တော်ထင်ထားတာထက်ပိုပြီးချောမွေ့ခဲ့တယ်ကြီးမားတဲ့စွမ်းအားနဲ့အကန့်အသတ်မရှိတဲ့အထောက်အပံ့တွေရှေ့မှာအမာယုနဲ့လူရဲ့အာဏာကချက်ချင်းပဲပြိုလဲသွားတာပေါ့ကျွန်တော်သူတို့ကိုနင်မထုတ်ပါဘူးကပ်ဘေးကာလမှာလူအင်းအားကလည်းအရင်မြစ်တစ်ခုပဲလေသူတို့ကိုကင်းဆောင်ဖို့နဲ့ဖုတ်ကောင်တွေရှင်းဖို့တာဝန်ပေးလိုက်တဲ့အစားအစာနဲ့တခြားကိစ္စတွေကိုတော့ကျွန်တော်ပဲကင်တွယ်မယ်နေ့တိုင်းကျွန်တော်အခန်းထဲမှာတယောက်တည်းအောင်ပြီးပစ္စည်းတွေစစ်ဆေးနေတယ်လို့ဟန်ဆောင်ရင်အစားအစာတွေကိုအမြန်ဆုံးထုတ်လုပ်နေတာပေါ့လိုအပ်တဲ့ပစ္စည်းတွေအကုန်ရပြီဆိုတာနဲ့အစားအစာတစ်တာတွေကလူတိုင်းရဲ့ရှေ့မှာပေါ်လာတော့တာပဲအဲ့ဒီအချိန်မှာတော့လူတိုင်းကကျွန်တော်ကိုယိုသေးလေး